trip လို့လေးပေါ့နော်အားလုံးကငွေဆောင်သွားမှာဆိုတော့အရန်ပျော်နေရမင်းနဲ့အတူကြပါရှင်အဲ့ဒီအချိန်လေးမပြောနဲ့ဒီလိုအချိန်မှာဆိုရင်ကျမတို့ကလေတက်တက်ကြွကြွနဲ့မိုတီအပြည့်နဲ့အကုန်လုံးတက်ညီလက်ညီပေါ့နော်အားလုံးထဲမှာတက်တော့မမလေးတော့တော့ရောက်တယ်လေရောက်ပါလေတော့တော့အရင်ဆုံးမို့ချင်းဆိုသွားရင်လည်းနောက်ဆုံးမှာတော့ Sunny Paradise Hotel ကိုရောက်ရှိလာပါပြီရှင်။သူ့မှာကအပန်းဖြေစရာနေရာလှလှလေးတွေပြီးတော့ရှူကင်းနေလည်းအရင်လာတဲ့အတွက်ကြောင့်မလို့ဘယ်လိုနေရာမျိုးကမလို့ဆိုဓာတ်ပုံလေးလို့ပြန်ကောင်းပါရဲ့။အားမီဒီယာတအားလိမ့်ပါဆိုတော့မင်းရဲ့ပဲကန်ရှင်ကနှစ်ပါအခုလိုမျိုးဘက်ကနေလူတွေသိမ်းမရှိဖြစ်စည်းပြပါရဲ့။ဒါကတော့ပင်လယ်စီပုံစံကဘာလဲဖြစ်လို့မင်းတို့ဘိုက်ကအချက်ပေးလာလို့ဘိုက်ရဲ့အလိုတော့ကြာမင်းတို့စားပွဲတောက်ပွဲကျင်းပါပါတယ်။စပွဲပေါ်မှာရှိသမျှအစားအစာတွေကရှာပြားကတောင်းတရဲ့ရတာကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အားရပါရစားပွဲတောက်ပွဲကြီးကျင်းပနေကြပါတယ်ပေါ့နော်။ဒီလိုနဲ့တိတ်တညာရှာဖွေပြန်နေပါတယ်တတာဒါတော့တတာခဲ့ပါလေတင်ပါလေအဝဝနေပြီးဆိုရင်ချွေဖြစ်ခဲ့ပါတယ်။ကောင်းပါလေအောင်လေးလိုက်ကြရအောင်နော်